တူစကားတန်တဲလေးတို့ပြန်ကြတော့မယ်နာနာမမရှိမထင်နဲ့ချစ်ခင်လေးစားရပါတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်အခုလိုမျိုးလေးဆွဲပြပေးချင်တာပေါ့နော်ကျွန်တော်ရဲ့ DHA အကောင့်ပေါ့နော်စကားကိုဆင်ခြင်ပြောနေရပါတော့ DHA အကောင့်မှာတော့အခုလိုမျိုး site ဆွဲပြတာပေါ့နော် site ဆွဲပြတဲ့အခါမှာ online လောင်းကစားနဲ့ညှိတယ်ဆိုပြီးတော့ကျွန်တော်ကိုတပတ်ပိတ်လိုက်တယ်ပေါ့နော်တပတ်ပိတ်လိုက်တယ်အဲဒါကြောင့်ကျွန်တော်အခုအရန်အကောင့်မှာတင်ပေးနေရပါတော့အခုတင်တာကျွန်တော်ဒီတိုင်းပဲပေါ့နော်ဘောပင်လေးနဲ့စာရေးတယ်လို့မျိုးရေးတင်တယ်နော်အဲ့ဒါကလည်းဒီကောက်မှာပိတ်ခံမှာကြောက်လို့ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေများလည်းနားလည်မယ်လို့ထင်ပါတယ်ကျွန်တော်ရှာလို့ရတဲ့ကဏ္ဍဒီရန်တမ်ပန်တန်ဖြစ်ကလန်စနော်ရှာပေးတာမဟုတ်ဘူးဆိုတာကျွန်တော်မိတ်ဆွေတွေအတီးဆုံးဖြစ်မှာပါနော်အခုလိုမျိုးလေးပေါ့နော် site မပါဘဲနဲ့လက်ကလေးနဲ့စာရေးတော့ရေးတယ်ဆိုတာလေရေးတဲ့ကဏ္ဍဒီလေကျွန်တော်မှာ site ရှိရပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီအကောင့်မှာဆက်အပိတ်ခံမှာကြောက်လို့မလို့ကျွန်တော်အဲ့လိုမျိုးတင်နေတာဖြစ်ပါတယ်ဟိုဘက် channel မှာရှိတဲ့ကျွန်တော်မိတ်ဆွေတွေလည်းကျွန်တော်ညှော်နေကြမယ်ဆိုတော့ကျွန်တော်သိပါတယ်ခုတောင်မှတော်တော်များများလာမေးကြရပါတော့မတင်လို့တဲ့ဘာဖြစ်လို့လဲဘာညာပေါ့နော်ကျွန်တော်မနှက်ဖြန်တို့မဟုတ်တပတ်ခါတော့ပြန်ရပြီဗျာနော်မနှက်ဖြန်မဟုတ်တော့တပတ်ခါတော့တေချာတော့ပြန်ရမယ်လို့ထင်တယ်ဗျကျန်ဟိုဘက်မှာလည်းကျွန်တော်ပုံမှန်လေးတင်ပေးမယ်ပုံမှန်တင်ပေးမယ်ဒါပေမဲ့ကျွန်တော်ဆင်ကျင်ရမယ်ပေါ့နော်ဆင်ကျင်ရမယ်ဆိုတော့ site နဲ့ပဲဖြစ်နေတယ်ဖြစ်မယ်ဒါမှမဟုတ်အခုဒီ channel မှာတင်တဲ့လိုမျိုးလေးနော်ဟိုဘောပင်လေးကိုင်းပြီးတော့စာရေးနေတဲ့ပုံစံလေးလည်းဖြစ်မယ်ပေါ့နော်โอเคပါ26ရက်3လ2025ညနေ4နာရီခွဲတက်အခုတော့ကျွန်တော် site လေးဆွဲပြလိုက်မယ်နော်ကျွန်တော်တကွက်ထဲပဲတင်ပေးလိုက်မယ်နော်မှားဒီဖြစ်စေမှန်ဒီဖြစ်စေရိုးလေးပဲ site ကတော့ရိုးလေးပဲတကွက်ထဲတင်ပေးလိုက်မယ်နော်ပါဇက်ကနေဘာညာတော့ပြောတော့မှဆင်ခြင်ပြီးပြောနေရပါတော့ကျွန်တော် site လေးဆွဲပြပေးမယ်တွေ့တယ်မပြတ်တော့တဲ့ပုံရိပ်ထုံးနဲ့မြေစာရုပ်ရှင်ကားပေါ့နော်ကြည့်ရတာတော်တော်လေးအထီးရပဲကျွန်တော်လည်းညီကောင်မောင်နှမထဲမှာကျွန်တော်လည်းအကြီးဆုံးပေါ့နော်အဲ့ဒီမှာကျွန်တော်အခုအနီရောင်ဝိုင်းလေးနှစ်ခုဝိုင်းပြပေးထားပါတယ်အဲ့ဒီအနီရောင်ဝိုင်းထဲမှာဆိုလို့ချင်း6နဲ့8နဲ့ရှိရပေါ့နော်6နဲ့8နဲ့မပေါင်းတော့ဘူးမပေါင်းမနဲ့အဲ့ဒီ6 8ကိုထွက်တဲ့ကဏ္ဍယူမှာပေါ့နော်6 8အဲ့ဒီ6 8ကဒီမှာ6 8ဆိုပြီးတော့ပြန်ထွက်ပါနော်6 8ဆိုပြီးတော့ထွက်ပါတယ်ဒုတိယပင်လေးကိုဆက်ကြည့်အောင်ပေါ့နော်ဒုတိယပင်ကတော့ဒီအစိမ်းရောင်ဝိုင်းလေးပေါ့နော်အစိမ်းရောင်ဝိုင်းလေးဖြစ်ပါတယ်ဒီအစိမ်းရောင်ဝိုင်းလေးနောက်ဝိုင်းလိုက်မယ်ပေါ့နော်
ဒီအစင်းရောင်ဝမ်းထဲမှာခွန်တစ်ဆိုပြီးတော့ကဏ္ဍနှလုံးရှိရပေါ့နော်အဲ့ဒီခွန်တစ်ဆိုတဲ့ကဏ္ဍဒီဒီမှာညနေပိုင်းမှာတစ်ခွန်ဆိုပြီးတော့ပြန်ထွက်ထားပါတယ်မြေစာဇဝင်ခန်းထဲရမတူပေမဲ့ပေါ့နော်မတူပေမဲ့ကိုညီကောင်မောင်နှမတွေပေါ်မှာတကယ်ပိတ်ဆက်ခဲ့ရရှိရပေါ့နော်အခုချိန်ထိပါပဲဒီနေ့ဒီချိန်ထိပိတ်ဆက်နေရလို့ပေါ့နော်ဒါကနှစ်ပင်ပေါ့နော်နှစ်ပင်မှာခွန်တစ်ကတစ်ခွန်ဆိုပြီးတော့ပြန်ထွက်တယ်တတိယပင်ကျော်ဒီမှာပြာရောင်လေးဖြစ်ပါတယ်ဒီပြာရောင်ဝိုင်းထဲကကဏ္ဍနှလုံးကိုထွက်ကဏ္ဍယူမယ်ပေါ့နော်ဒီပြာရောင်ဝိုင်းထဲမှာ6နဲ့5နဲ့ရှိပါတယ်ဒီ6နဲ့5ကိုပထမပင်နဲ့ဒုတိယပင်ကလိုပဲပေါ့နော်6 8ခွန်တစ်လိုပဲဒီ6 5ဆိုပြီးတော့ထွက်မယ်ဆိုလို့ရှိရင်ဒီနေ့ညနေမှာ6 5တော့မဟုတ်5 6ပေါ့နော်အဲ့တော့ကျွန်တော်ချစ်မိတ်ဆွေများကြိုက်သည်ဖြစ်စေနော်ကြိုက်ရင်လည်းကစားပေါ့နော်ကစားလို့ပဲပြောရတော့မယ်ကြိုက်ရင်လည်းကစားမကြိုက်ရင်လည်းကစားစရာမလိုပါဘူးနော်အရန်နေနဲ့ကတော့ကျွန်တော်တကွက်တက်တင်မယ်လို့ပြောထားပြီမယ်နော်အရန်လေးထည့်ပေးလိုက်မယ်နော်အရန်လေးကကျွန်တော်ဒီရှေ့နောက်ပါဝါလေးတွေပါဝါနှက်ခတ်လေးတွေချိန်ပေးလိုက်မယ်ပေါ့နော်1 5 R 9 5 R 6 3 R 6 3 R ဒီလေးခွက်ကိုအရန်လေးထည့်ပေးလိုက်မယ်ပေါ့နော်ရှေ့နောက်ပါဝါနှက်ခတ်ကလေးတွေချိန်ထားပါနော်ဒါပေမဲ့ဇုံပါဝါဇုံနှက်ခတ်တော့ကျွန်တော်မထည့်ထားဘူးနော်โอเคပါညနေပိုင်းအတွက် site ကလေးကတော့ရိုးရိုးရှင်းရှင်းလေးလောက်ပါပဲเนาะကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးလောက်ကန်နေစင်ပြေကြပါစေเนาะကောင်းကောင်းချင်းနဲ့ပိုင်ဆိုင်နိုင်ကြပါစေဘေးအန္တရာယ်တွေလည်းကင်းရှင်းနိုင်ကြပါစေလူတန်းပေးကင်းဆွေးနွေးနိုင်တဲ့ပုံကိုယ်လူပုံကိုယ်မြတ်တွေဖြစ်ပါစေလို့ကျွန်တော်ကျွန်တော်ဟာနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျနော်ကျွန်တော်ဟိုဘက် channel နဲ့မတူအောင်ပြောရမှာပေါ့နော်တူရင်လည်းထက်ညီပြီးတော့ထပ်ပိတ်ခံမှာစိုးရင်လည်းပေါ့နော်အများကြီးဆင်ကျင်ပြီးတော့လုပ်နေရပါတော့ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်